ကဲဒီမှာကြည့်ပါဦးဗျာရှောက်ပင်တွေကိုင်းထုတ်ထားတာအမြင့်တွေထွက်ကုန်ပြီဒီကိုင်းဆိုရင်တော့အများကြီးပဲဒီပင်မှာအကိုင်းတွေအများကြီးထုတ်ထားတာဒီအပင်ကြီးကနေပြီးတော့တစ်နေ့တစ်နေ့တီးရရှောက်တီးရလည်းမနေဘူးဟိုဒီကိုင်းရန်လည်းမြင့်ထွက်ပြီပြီးတော့နောက်ထပ်ကြံသေးရနောက်ထပ်ကိုင်းတွေထုတ်ထားတာတွေကအများကြီးရှိပါတယ်ဟိုဒီကိုင်းဆိုရင်ကမှတော်တော်ဒါနော်ဟိုအမြင့်တွေစုံနေပြီပြောလို့ရတယ်ခက်ချရအောင်ပဲဒီမှာလည်းတကိုင်းထွက်နေပြီဆိုတော့ကျွန်တော်ဖြတ်ချပြီးပန်းဦးထဲကိုထိုးဆိုင်ရမှာခင်ဗျဟိုမှာရှောက်သီးတွေလည်းနော်ဟိုမှာရှောက်သီးတွေအခွန်ပါရှောက်တွေဟိုမှာဒီအဲ့အပင်ကအကိုင်းတွေကိုထုတ်ထားတာဆိုတော့ဒါဟိုမြန်မာရှောက်စစ်ပေါ့ဗျာနော်ဒီနှစ်မှစပြီးထုတ်ထားတော့ဟလာဒီအပင်ကြီးကနေပြီးတော့အခုလိုမျိုးအကိုင်းတွေကိုကျွန်တော်အကိုင်း60ပြည့်အောင်ကျွန်တော်ထုတ်မယ်လို့အပင်ပိုင်ရှင်ကိုကျွန်တော်ပြောထားတယ်ခင်ဗျအခုဒါတွေကထုတ်ထားတာဒီတပင်ကတော့ဒါတော့အမြင်မထွက်သေးဘူးเนาะအဲ့ဒီမှာအထဲမှာလည်းထွက်ရင်လည်းထွက်နေမှာပေါ့ဗျာအဲ့အပေါ်မှာရှိတယ်เนาะဒီဟာတွေရော